ကဲဒါလည်းကတော့အောင်လာပါဝင်လာတဲ့ပြန်ပွဲပေါ့နော်လူကတော့အပြင်မှာအများကြီးစီးတယ်အခုမနေ့စောစီးနေတော့ခွင်းထဲမှာအများပဲဒါလေးကတော့အောင်လာရဲ့နောက်ဆုံးပွဲဆိုတော့ကျွန်တော်တို့အောင်လာရဲ့နောက်ဆုံးစာချုပ်ပွဲဆိုတော့ကျွန်တော်တို့အတူတူအားပေးကြမှာပေါ့နော်စိုးတာဖြစ်နိုင်မှာဖြစ်ကျွန်တော်တို့အကောလုံးအတူတူအားပေးကြမှာပေါ့နော်ပွဲရတော့မကြခင်စားတယ်ပေါ့နော်အောင်လာပွဲကြီးကြတော့ဒီအောက်ပွဲအောက်မှာဆိုတော့နည်းနည်းလေးတော့ကြမယ်ပေါ့နော်ကျွန်တော်တို့ပွဲစိမကြည့်ရတဲ့တကယ်ချင်းတွေမှာဆိုရင်ကျွန်တော်အကောက်ကိုပေါ်လို့လောက်ထားလိုက်တော့ကျွန်တော်ပွဲစဉ်ပြောင်းပြီးတော့တင်ပေးမှာဖြစ်ပါတယ်နော်အကောလုံးကြည့်ရအောင်ပေါ့နော်ဒါအောင်လာပွဲကြတော့ဒီ10နိုင်ကြော်နေပါတော့ဆိုရင်တော့ဆက်လာမယ်ထိုင်းဆောင်တော့ချိန်ပေါ့နော်ဒါမသိတဲ့တကယ်ချင်းတွေမှာဆိုရင်လာပြီးတော့တင်ပြတာဖြစ်ပါတယ်ကျွန်တော်ကတော့စောစောစီရောက်တယ်ပေါ့နော်အနောက်မှာစီးတဲ့ပလက်သားတွေအများကြီးစီးသေးပါတယ်ပေါ့နော်ပြောရမယ်ဆိုလို့ရှိရင်တော့စောက်ကြည့်မယ်ဒါတူတူအားပေးကြမယ်စိုးတာဖြစ်နိုင်ပါပြီနော်ကျွန်တော်အားတူတူအားပေးကြမယ်အောင်လာပွဲကြတော့နော်โอเคကျွန်တော်တို့တူတူအားပေးကြမှာဖြစ်ပါတယ်ကျွန်တော် YouTube channel ထဲမှာပွဲစဉ်အရင်တင်ပေးမှာဖြစ်ပါတယ် YouTube channel ထဲမှာတင်ပြီးတော့ကျွန်တော် Facebook တို့ TikTok တို့ကျွန်တော်ပြန်လည်ပြီးတော့တင်ပေးမှာဖြစ်ပါတယ်เนาะโอเคအားလုံးကိုကျေးဇူးတင်ပါတယ်เนาะစုံကြမှာပေါ့เนาะအားလားပွဲကြိုက်